ဆွေးလက်ဒီမှာအမအကြီးဆုံးပဲဆိုတော့အမအကြီးဆုံးကိုစားလိုက်တာတော့တရားရမှာလားအမတကယ်တော့ဆိုတော့ဒီနေ့ကဒီ story ခန်းထဲမှာ blog တွေရိုက်နေတယ် knowledge sharing တွေရိုက်နေတဲ့အချိန်မှာဆွေးလက်မောင်လေးကဒီမှာဆွေးလက်အတွက်ဆိုပြီးတော့ဒုကင်းသီးရေဝယ်လာတယ်တစိတ်ကလှိုင်းနှမ်းတာလိုက်စီရမှာနဲ့တူလိုင်းတစိတ်ကြီးဝယ်လာတယ်အဲ့ဒီဟာစားကျင်နေပြီတိလားတကယ်ကြီးစားကျင်နေပြီဒုကင်းသီးကဘာဖြစ်လဲဆိုဆွေးလက်ဝယ်မစားဖြစ်သေးဘူးတစ်စက်တည်းမှာပဲဝယ်လာတာကနှလုံးရှိပြီနှလုံးစလုံးဆွေးလက်မစားဘူးလဲဆိုဒူးရင်သီးအိမ်မှာရှိရင်ဆွေးလက်အိမ်မှာမရှိဘူးဆွေးလက်အိမ်မှာရှိရင်ဒူးရင်သီးကအိမ်မှာမရှိဘူးအခုတော့ဆွေးလက်ကဒူးရင်သီးရောရှိတဲ့နေ့ကိုရောက်လာပြီတဲ့နာဆိုရင်ပေါ့နော်ဟိုလက်ပြမလုံစွာပဲစားမှာဘာဖြစ်လဲဆိုတော့ဆွေးလက်ကလေးတွေအောင်တတိယဝိုင်းဆွေးလက်ကလေးတွေကဆွေးလက်ကိုဒူးရင်သီးဝယ်ကျွေးခိုင်းထားတာဆွေးလက်မျက်နှာလောက်ရှိလားစားရမယ်ဆိုအဲ့လိုအတိုင်းနဲ့โอเคစားကြအောင်Oh my god. Chứ mấy hồi trả nó gặp kêu là nó còn đi. Chào đi tôi mẹ phía này. Đây tôi chào sợ. Sáng nay bảo mẹ thì năm hoa ngã tao quay lùa rồi. Sáng trên này rồi thì bây giờ mà toán mà sao á? Ai giá ya ta chị. Ai giá ta cả cái ở đây này thì cái này lấy liệu gì? Suy là đi mà mà chỉ giống mấy số mà chỉ giống sao lại đó tay á mà là. Để ăn lông mẹ thì rất là mà đấy. Suy là sao lại bảo mẹ. Ta-da.